လွတ်လပ်မဲ့ထင်ခဲ့တဲ့အရွယ်ရောက်ချင်းဟာတကယ်တော့စွေမှုတွေနဲ့အတူကိုပြန်ချုံနှောင်မိခြင်းပါပဲငယ်ငယ်ကအရွယ်ရောက်ချင်ခဲ့တာဟာလွတ်လပ်မှုကိုမမောလို့ဖြစ်ပေမဲ့တကယ်တမ်းလူကြီးဖြစ်လာတဲ့အခါမှာတော့ဘာပဲလုပ်လို့အမားမခံတဲ့ဖိအားတွေနဲ့ပူပန်မှုတွေကအရေးလိုလိုက်နေတော့တယ်ပျော်စရာထက်ရုန်းကန်မှုတွေကပုံများလာပြီးအရာရာကိုကြောက်ရွံ့စိတ်နဲ့ရင်ဆိုင်နေရတဲ့ဒီအရွယ်ဟာထင်သလောက်မလှပခဲ့ပါဘူးလူကြီးဖြစ်ရတာဟာစိတ်ကူးရင်ငယ်တယ်လို့ပန့်ခင်းလည်းမဟုတ်ပဲခြေလမ်းတိုင်းမှာဆွေးမှုတွေနဲ့ခြံရံထားတဲ့တိုက်ပွဲတစ်ခုလိုပါပဲခါတလေမှာအောင်မြင်မှုထက်စိတ်ချမ်းမှုကိုပဲတောင်းတမိတဲ့အထိလူကြီးဖြစ်ရတာဟာပင်ပန်းလွန်းလာပါတယ်